တနတ်ပြစ်တယ်ဆိုတာဒီလက်ညှိုးလေးကွေးကြရတယ်အဲ့ဒီလက်ညှိုးကွေးတတ်အောင်ဆယ်နှစ်သွားတယ် ကျော်ဟင်းအကြောင်းလူတည်နေတဲ့၅ချက်ကပါလေကျော်ဟင်းဆိုတာသူ့ကသူ့အခါမှာအင်မတန်နာမည်ကြီးတဲ့မင်းသားပါမင်းသားဘွားမှာတရုပ်ဆောင်ကောင်းတယ်လို့လူငယ်ဘွားမှာလည်းပေတေဆိုးသွမ်းသူအဖြစ်နာမည်ကြီးပါတယ်ကျော်ဟင်းအကြောင်းလူတည်နေတဲ့အချက်တွေကိုကြည့်လိုက်ရအောင်ပါကျော်ရင်ငယ်စဉ်တုန်းကအိမ်ကနေ16ကြိမ်အထိထွက်ပြေးပူပါတယ်အဲ့လိုအိမ်ကထွက်ပြေးရင်နတလင်းပူရာယုံမှာကော်ဖီထုတ်တောင်းတွေ3ရက်ဆက်တိုက်ထမ်းပူပါတယ်ကျော်ရင်ငယ်စဉ်ကတရုပ်ဆောင်ရွေးပွဲကိုဝင်ပြိုင်တဲ့အခါအကဲဖြတ်လူကြီးတွေကဘယ်မင်းသားတွေကြိုက်လဲမေးတော့တယောက်မှမကြိုက်ဘူးလို့ပြောပြီးမင်းသမီးတွေတော့အကုန်လုံးကြိုက်တယ်လို့ပြောခဲ့သူပါပြီးတော့သူကမြန်မာသချင်းမဆိုတဲ့အင်္ဂလိပ်သချင်းတွေကြအဓိပ္ပာယ်မသိပဲအတန်အတွက်ကိုဆောက်ရွက်ပေါ်ချရရင်အလို့ချက်ဆိုခဲ့သူပါကျော်ရင်ဆိုပြီးမဖြစ်ခင်ရုပ်ရှင်တကားမှမရရသေးခင်မှာပဲဆဆချင်းလာငားတဲ့ကားကိုနာမည်မကြိုက်လို့မရိုက်ချင်ဘူးဆိုပြီးညှင်းလွှတ်ပါတယ်ဒါကြောင့်လဲဘာကောင်းမှမဟုတ်သေးပဲဝင်မြင့်သူဆိုပြီးဝေဖန်ခံရပါတယ်သူညင်းလွတ်တဲ့ရုပ်ရှင်နာမည်ကတူတူရေဝါပါကျော်ရင်အရိခကလူငယ်တွေကြားရေပန်းစားတဲ့စိန်ကော်လီဂိုင်းဝင်မှာသူအသက်24မှာစိန်တုံးမုတ်စိန်ဆိုတဲ့ရုပ်ရှင်ကိုကိုရိုင်းရိုက်ပြီးရှေ့ဆောင်ရုံမှာအထူးပွဲလုပ်တော့ဘွားမမေ့တဲ့စိန်ကော်လီဂိုင်းဝင်တွေနဲ့သူ့ဘော်ဒါတွေကိုလာကြည့်ဖို့ဖိတ်ပါတယ်အဲဒီမှာလက်မှတ်မရလိုက်တဲ့သူ့ဘော်ဒါတွေကရှေ့ဆောင်ရုံရှိမှအတင်းဝင်မယ်လို့ကျော်ဟင်းကိုယ်တိုင်တားယူလိုက်ရပါသေးတယ်ကျော်ဟင်းတရုပ်ဆောင်တဲ့အခါမတက်ရင်တင်ပြီးမှတရုပ်ဆောင်ပါတယ်တန်လက်သီးနဲ့ကရာတေရုပ်ရှင်အတွက်အရိခကနာမည်ကြီးဦးစိုးမြင့်စီမှာကရာတေတင်ပါတယ်ဒီလိုပဲအချစ်ကိုဘယ်လိုပြောရမလဲရုပ်ရှင်အတွက်ရေပေါ်ထိုးပညာကိုတရုတ်လက်သမားဆရာဦးဟိန်စီကသင်ပါတယ်သူကိုယ်တိုင်ဒရိုက်တာလို့တရုပ်ဆောင်တဲ့မွန်းတဲ့ချိန်မှာနေဝင်သည့်ရုပ်ရှင်အတွက်စိုက်ကားမနစ်တက်လို့မန္တလေးကစိုက်ကားဆရာစီမှာ3ရက်သင်ပါတယ်ဒါရင်မကပါဘူးမြိတ်စိန်စကားအတွက်နာမည်ကြီးတရောဦးတင်ရီစီကနေတရောထိုးပညာသင်ပါသေးတယ်နာမည်ကြီးရုပ်ရှင်တရုပ်ဆောင်ကျော်ရင်ရဲ့ရုပ်ရှင်တွေထဲကဘယ်ရုပ်ရှင်ကိုကြိုက်ဆုံးလဲဆိုတာပြောခဲ့ကြပါဦးနော်